မိုဘိုင်းလက်ချက်မှာလူကြိုက်များတဲ့စကင်ဖြစ်တဲ့ Neobis event ကို April 18 ရက်နေ့မှာလာဖို့ရှိပါတယ်။ကျွန်တော်စောင့်နေတဲ့ Global Server မှာလာပြီးတော့မှတော့မဟုတ်ဘဲနဲ့နောက်တို့ event မလာတဲ့ဂျပန်နဲ့ရုရှား Server တို့အတွက်အစားထိုး event အနေနဲ့လာပေးရပါ။ဒီ event မှာ Neobis skin 9 កောင်စလုံးပါလာမှာဖြစ်ပြီးတော့ Phase 1 တစ်ကြိမ်ပဲလာမယ်လို့သိရပါတယ်။တစ်ကြိမ်ပဲလာမယ်ဆိုပေမဲ့ free ticket 58 ကတ်ကိုတစ်ခါရေးတန်းပြီးမှာဖြစ်ပြီးတော့ event test ကတော့ Diamond 1000 recharge ဖြည့်ပြီးတော့သုံးပေးရမှာပါ။ free event လာမယ့်ရက်ကိုတော့မသိရသေးပါဘူး။တကယ်လို့ကိုက Newbie skin ယူမယ်ဆိုလို့ရှိရင် event လာတဲ့ရက်ကြမှာဂျပန်နဲ့ရုရှားကြိုက်တဲ့နိုင်ငံကိုအဆင်ပြေအောင် app တစ်ခုသုံးပြီးတော့ကြော်ခွာမှာပဲကိုယ့်ရဲ့ game ထဲမှာ event ပေါ်မှာဖြစ်ပါတယ်။တခုကောင်းသွားတာကတော့ free event တစ်ချိန်နဲ့လာမှာဆိုတော့အဲ့ဒီရက်ကြမှာပဲ Diamond recharge တန်းဖြည့်ပြီးတော့တန်းဖောက်လိုက်ရုံပါပဲ။ skin တစ်ကောင်ကို Crest 1200နဲ့လေရမှာဆိုတော့အဲ့ဒီရက်မှာပဲ Spam test မှာသုံးလိုက်တဲ့ Diamond 1000ရေ free ticket 58 ခုနဲ့တွေမဲ့ Neobis skin တစ်ကောင်တော့ရနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အကျေးဇူးတင်ပါတယ်ခင်ဗျ။ AMD Game Shop မှာ Mobile Legends နဲ့ပတ်သက်တဲ့ Diamond တွေကိုဝယ်ယူနိုင်တဲ့အပြင် Game account တွေကိုပါယုံကြည်စိတ်ချစွာရောင်းဝယ်နိုင်ပါတယ်ခင်ဗျာ။